အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါတယ် Star Wars ဆိုတဲ့ franchise ရဲ့မှာ Jedi ဆိုတဲ့သူရဲ့ကောင်တွေကပုံစံမျိုးစုံနဲ့ Galaxy တစ်ယောက်ဆွန်စားခံဖွင့်ရပါတယ်ဆိုပေမဲ့ Lightsaber တစ်ချောင်းကင်ထားရုံနဲ့ Jedi မဖြစ်သေးပါဘူး Jedi Order မှာအစင်တိုင်းကတာဝန်အရေးချင်းနဲ့စမ်းသပ်မှုတွေကိုကြော်ဖြတ်ပြီးမှထိုက်တန်လားဆိုတော့ဆုံးဖြတ်ပြီးမှရလာကြတာပါအဲ့တော့ Jedi တွေကိုဘယ်လို ranking ခွဲလဲဆိုတဲ့အကြောင်းဒီနေ့ဗီဒီယိုမှာပြောလိုက်ရအောင်ပါခွိုင်ကွန်ချင်းနဲ့ Obi-Wan တို့ဆရာတပည့်နှစ်ယောက် Tatooine ဂျိုဝါမှာရင်းရဲ့ spare part တွေအတွက်ဒီဇိုင်းတွေအလုံးမှာ Force sensitive ဖြစ်တဲ့ Anakin Skywalker နဲ့ဆုံခဲ့ပါတယ် Star Wars fan တိုင်းလည်းဒီဗီဒါဖြစ်မှာပါ Jedi နဲ့ရဲ့ဘဝအစကိုလည်း Anakin တို့မျိုး Force sensitive ဖြစ်တဲ့ကလေးတိုင်းတစ်ဆင့် Jedi Master တွေနဲ့တစ်ဆင့် Midichlorian ကောက်များတဲ့ကလေးတွေကို Jedi Order စီခေါ်တော့ကနေစပါတယ်နောက်တော့အဲ့ဒီကလေးတွေကို Youngling လို့ခေါ်တဲ့ Jedi အနေနဲ့တည်တင်ထားတဲ့နဲ့တက်တင်တက်အပ်တာတွေကိုသင်ကြားပေးပါတယ် Jedi Order တစ်ခုလုံးရဲ့အနေဆုံးအဆင့်လည်းဖြစ်ပါတယ် Youngling တွေကိုအသက်3နှစ်ကနေစလေ့ကျင့်ပေးကြပြီးတင်းတင်းနဲ့အရွယ်ရောက်လာတာဖြစ်ဖြစ် Jedi Master တွေကနေ Padawan ဖြစ်ရွေးချယ်ကြရင်ဖြစ်ဖြစ် Jedi တာဝန်တွေကိုထမ်းဆောင်ရပါတယ်လက်တွေ့ Lightsaber Combat တွေကိုလည်း Jedi Master တွေကနေတစ်ဆင့်အနီးကပ်သင်ကြားခွင့်ရတာအနေစပါတယ် Padawan တွေကနေတစ်ဆင့် The Force ကိုကျွမ်းကျင်မှုရှိမရှိနဲ့အခြား Jedi တယောက်ဖြစ်ဖို့လိုအပ်တာတွေကိုစမ်းသပ်တဲ့ Jedi Trial လို့ခေါ်တဲ့စမ်းသပ်ချက်တွေကိုအောင်မြင်တဲ့လူတွေအဆင့်တိုးပေးလေးရှိပါတယ် Jedi Knight တနည်းအားဖြင့် Jedi သူရဲကောင်းတွေလို့လည်းသတ်မှတ်ကြပါတယ် Show ရဲ့ villain တစ်ဖြစ် The Chosen တစ်ဖြစ်လူကြိုက်များတဲ့ Anakin Skywalker ကလည်း Jedi Knight အနေနဲ့ပဲ Jedi ဘဝကိုဆုံးသက်ခဲ့ရတာပါ Anakin ရဲ့အမြင့်ဆုံး Jedi rank ကလည်း Jedi Knight အဆင့်ပဲရှိတာပါ Jedi အများစုကလည်း Jedi Knight နဲ့ Jedi Master ဖြစ်နေပဲနားယူကြတာများပါတယ် Jedi Master တယောက်ဖြစ်ဖို့ဆိုရင်တော့ Order ချမှတ်ထားတဲ့စီမင်းရှိပါတယ်မဖြစ်မနေလုပ်ရတာမျိုးတော့မဟုတ်ပေမဲ့လိုအပ်တဲ့ criteria လို့ပြောနိုင်ပါတယ်အခြေအနေနှမျိုးရှိပါတယ်ခက်ခဲတဲ့ mission တွေနဲ့ Padawan တယောက်ကို Jedi Knight တယောက်ဖြစ်အောင်လေ့ကျင့်ပေးနိုင်ရင် Jedi Master ဖြစ်စတင်သတ်မှတ်ပါတယ် Phantom Menace မှာတော့ Jedi Knight အဆင့်ပဲရှိတဲ့ Obi-Wan Kenobi ကအပိုင်းနှစ်ဖြစ်တဲ့ Attack of the Clones မှာတော့ Anakin လေ့ကျင့်ပေးနိုင်ခဲ့တာမလို့ Jedi Obi-Wan နဲ့ Master Obi-Wan Kenobi ဖြစ်လာပါတယ် Anakin တယောက် Jedi Master ဖြစ်မလားလားလဲ Padawan ဖြစ်တဲ့အဆိုကောင်ကြောင့်မဟုတ်ရင်တော့တက်ရမှုတော့ရှိပါတယ် Clone ကြည့်ဦးတဲ့လူတွေဆိုရင်တော့ဒီမှာဆိုပေမဲ့ရှေးလို့မပြောတော့ပါဘူး Jedi Master ဆိုတာ Jedi အဖြစ်အသက်မွေးကြတဲ့လူရဲ့ဂုဏ်ပုဒ်တစ်ခုလည်းဖြစ်တယ်လို့ Jedi Council အပြင်ဘက်ကအမြင့်ဆုံးအဆင့်လည်းဖြစ်ပါတယ် Qui-Gon Jinn နဲ့ Obi-Wan တို့လို The Force ကိုချိတ်ဆက်အားလည်းကောင်းတယ် Mission အတွင်းကဆန်းဆောင်ရည်ရဲ့ပြီးအတွေ့အကြုံရင်းချက်မှုအပိုင်းနဲ့အမျှော်အမြင်ရှိတဲ့ Master အများစုက Council Member ဖြစ်ဖို့ကမ်းလှမ်းခံကြရပါတယ် The Force ရဲ့ Light Side ရော Dark Side ကိုပါနားလည်နေတဲ့ပြီး Council ထဲမှာလည်း Mace Windu လိုမျိုးနှစ်ခါပြန်မရနိုင်တဲ့ Qui-Gon လည်းအချင်းချင်းကမ်းလှမ်းခဲ့ပေမဲ့လက်မခံခဲ့ပါဘူး Council Member တွေဆိုတာလက်ချိုးရည်လို့ရတဲ့ပြင် Jedi Order ကြီးတစ်ခုလုံးဦးဆောင်တဲ့လူ12ယောက်ပဲရှိပါတယ် Order လို့ပြောလိုက် Council လို့ပြောလိုက်နေဆိုတော့အတော်ရှုပ်တဲ့အခေါ်အဝေါ်တွေပါ Jedi Order ဆိုတော့ Youngling Padawan Jedi Knight Jedi Master ရဲ့အပြင် Chief Librarian နဲ့ Jedi ဖျားเจ้าအဆောင်နေအကုန်ပါဝင်ပါတယ် Council ဆိုတော့အဲ့လို Red and Tia Jedi တွေဦးဆောင်ရတဲ့စစ်နှစ်လို branch တစ်မျိုးဆိုလိုပါတယ် Jedi Order မှာပါတဲ့ Red တွေကိုပြောပြီးဆိုတော့ Council အကြောင်းဆက်ကြပါမယ် Council ထဲရောက်လာတဲ့ Jedi အားလုံးတော့ Council Member အနေနဲ့အလွယ်သတ်မှတ်နိုင်ပါတယ်ဆိုပေမဲ့ Mace Windu လိုမျိုး Jedi Order ရဲ့တစ်ခုလုံးဦးဆောင်ရတဲ့ Master Order လိုမျိုးကိုယာတို့တစ်ခုအနေနဲ့သတ်မှတ်ရပါတယ် Clone Wars series တစ်လျှောက်မှာလည်း Jedi Order တစ်ခုလုံး Mace Windu ကဦးဆောင်ပါတယ်သူ့ထက်မှရှိနေရတော့ Master Yoda ပါ Mace Windu က Order တစ်ခုလုံးဦးဆောင်ရတယ်ဆိုရင် Yoda ကတော့ Council တစ်ခုလုံးမှာဦးဆောင်ရပါတယ် Jedi Order နဲ့ Jedi Council နှစ်ခုလုံးကသူ့လက်အောက်မှာရှိပါတယ်အဲ့လိုအရှိန်အဝါကြီးလို့လည်းတမန်ကရှန်က Jedi Master မျိုးမဟုတ်ပဲ Jedi Grand Master အဖြစ်နဲ့သတ်မှတ်ကြပါတယ် Star Wars ရဲ့ထွက်ထားသမျှ live action movie animated တွေနဲ့ spin-off အားလုံးမှာလည်း Jedi Grand Master ဘာလို့ရေးရ mention ထားတာဆိုလို့ Master Yoda နဲ့ Luke Skywalker တို့နှစ်ယောက်ပဲရှိပါတယ်ဒါကတော့ Order နဲ့ Council တို့ရဲ့ run သတ်မှတ်ပုံနဲ့စီးရီပေါင်းတွေရကောင်းနေပါ Jocasta နူတို့လို Chief Librarian အနေနဲ့ Jedi ဖျားเจ้าအဆောင်နေရတဲ့တီးတန့် run အနေနဲ့မဟုတ်ရင်တော့မှ Jedi နဲ့ respect ပေးရတဲ့ position တွေအနေနဲ့သတ်မှတ်ကြရပါတယ်ဒီလိုယာတို့တွေအတွက်ကိုလည်း Jedi Council ပဲဆုံးဖြတ်ချက်ချရပါတယ်တလက်စာရဲ့ Jedi Council ဘယ်လိုလုပ်လို့လဲဆိုတော့ပြောလိုက်ချင်ပါတယ် Jedi Council ရဲ့ဆုံးဖြတ်ချက်ချတဲ့ပုံစံက Galactic Cine လိုမဲရည်အတွင်းနဲ့ဆုံးဖြတ်လေးမရှိပါဘူး Star Wars Canon အရဆိုရင် Council Member တွေရဲ့ရေးကြီးကိစ္စတစ်ခုဖြစ်လာတိုင်း Council Chamber မှာဆွေးပြီးတယောက်ချင်းစီအမြင်အတွေ့အကြုံနဲ့ The Force ပေါ်နားလည်မှုအခြေခံပြီးဆွေးနွေးကြပါတယ်ဒီနေရာမှာ Council Member တွေအားလုံးလမ်းပြတာ Mace Windu လည်းမဟုတ်လို့ Master Yoda လည်းမဟုတ်ပါဘူး The Force ကလမ်းပြပေးပါတယ်အဲနောက်မှာသဘောတူညီမှုရလာတဲ့ဆုံးဖြတ်ချက်ကို Jedi Order ရဲ့တရားဝင်ဆုံးဖြတ်ချက်ဖြစ်သတ်မှတ်ပါတယ် Canon မှာတော့ဗနမဲရရင်အနိုင်ဆိုတဲ့တရားဝင်စီမင်းကိုဖော်ပြထားပါဘူး Council ရဲ့ဉာဏ်ပညာအတွေ့အကြုံနဲ့ The Force ရဲ့လမ်းညွှန်မှုအခြေခံပြီးစုပေါင်းဆုံးဖြတ်တာပိုပြီးဦးစားပေးလေးရှိပါတယ်ဥပမာ Anakin Skywalker ကို Council Member ဖြစ်လက်ခံမှုကိစ္စမှာ Member ဖြစ်လက်ခံခဲ့ပေမဲ့ Jedi Master Rank တော့မပေးခဲ့ပါဘူးအဲ့ဒီဆုံးဖြတ်ချက်က Mace Windu တယောက်တည်းဆုံးဖြတ်ချက်မဟုတ်ပဲ Council တစ်ခုလုံးရဲ့သဘောတူညီချက်ကြောင့်ပါ Mace Windu က Anakin ကို personal တက်ကြီးအဆင့်မတိုးပေးတာမျိုးမဟုတ်ပဲ Council Member တိုင်းကဆုံးဖြတ်တဲ့ကိစ္စမလို့ဒီလိုမျိုးဖြစ်ရတာပါဒီဗီဒီယိုလေးရတော့လောက်ပါပဲဆုံးအောင်ဒီဗီဒီယိုတယောက်ချင်းလေးလည်းကျေးဇူးအများကြီးတင်ပါတယ်